အဲ့ပြီလားအမားတဲ့ဒီအင်ကြီးလေးတဲ့ဘယ်ရောက်ရလဲကြိုက်လို့ဆိုတော့ပြောပြမယ်မိတ်သေးတော့ပေါ့နော်ဒီတင်တာများလေကျမမျိုးလုံးတွေကိုမိုးတာပဲအမအဲ့ဒီဘယ်ရောက်ရဆိုဒါဒီအင်ကြီးလွန်ခဲတဲ့တစ်နှစ်လောက်ကတစ်နှစ်ကျော်ပါနော်ဒါကရန်ကုန်ကလက်ဖေးဆိုင်ကအမပေးတာပါအဲ့ဒီမှာပေးတာပါအဲ့မလေအိုးကလည်းဝါတယ်သူကလည်းဝါတယ်ဝါတော့ကြတော့ကိုပါရဝါတော့ကြပါနော်သူဝတ်တဲ့ဝတ်စားတွေမှန်တယ်များပေးတယ်သူဝတ်ပြီးဆိုသူကနှစ်ခါသုံးခါဝတ်တယ်ခိုင်တစ်ခါလည်းဝတ်သူဝတ်ပြီးဝတ်စားမှန်တယ်များပေးတယ်အဲ့ဒီမှာပေါ့နော်သူအခုကြောင့်ကိုမပေးချင်တော့ဘူးတော့ပေါင်းကလည်းကွာသွားပြီလေရှင်တော့အခုကြောင့်အဲ့ဒီအမတားကိုပိန်သွားတယ်ကိုကဝါလာတယ်အဲ့လိုပေါ့နော်သူကဝိတ်တေချတာအောင်မြင်တယ်ပေါ့နော်အဲ့ဒီမှာပေးတဲ့အင်ကြီးလေးပါကျေးဇူးတင်ပါတယ်အဲ့ဒီမှာခုချိန်ကြီးပေါ့နော်ရင်ထဲမှာတော့အမြဲရှိတယ်ရန်ကုန်မှာလက်ဖိတ်ဆိုင်ဖွင့်နေအမပါရင်ထဲမှာတော့အမြဲရှိပါတယ်သူဝင်နေအင်ကြီးလေးတွေသူလွယ်လွယ်နေတဲ့ပစက်အကြလေးတွေမန္တလေးကညီမတွေသတိရပြီးပေးတာပါတကယ်လဲသတိရပါတယ်ပြီးတော့ခုချိန်ကြီးလည်းအဲ့မှာပေးတာလေဘာပြီးအင်ကြီးအထည်တွေရှိသေးတယ်ဟိုဘေးတွေဝစ်တာပေါ့နော်ကိုကဘေးတွေဝစ်နေကြလို့ဆိုတော့လေငါညီမဘေးလဲဝစ်ဒါလဲဝစ်အမပေးတဲ့ဝစ်စားတွေဝစ်ဆိုပြီးဒါပေးတဲ့အင်ကြီးတွေပါပေါ့နော်ပေးတဲ့အင်ကြီးတွေပဲအခုထိဝစ်ပါတယ်တနေ့ကျော်တနေ့သိမ့်တာတဲ့အင်ကြီးတွေပါဝစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်အဲ့ဒီအမပေါ့လေမမက်ရရပါအဲ့ဒီမှာကိုလေပမိုးတွေလည်းပေးဘူးတယ်အဝေးစားသူဝစ်သမျှသူတစ်ခါပဲဝစ်တာနော်သူဝစ်သမျှကိုမျက်နှာငယ်နေမှာဆိုလို့တေတော်တယ်ဆိုလည်းမျက်နှာငယ်နေမှာဆိုပြီးသူဝစ်သမျှအကုန်လုံးပေးတာအခုတော့သူကဝိတ်ကျသွားတယ်ကျမမော်ရတော့ဘူးပေါ့ရှင်ကျမကသူကတထေးမိုက်မပြီးမပေးတော့တာပါရှင်အမဒီပူတဲ့အနေမြင်ပါသေးချပါသေးနော်မလင်းငယ်ခါလောက်ရှိဦးမယ်အဲ့ဒီတွေပေါင်းပြီးအများကြီးရှိအဲ့ဒီမှာပဲတနေ့ကျော်လောက်ရှိရင်တော့ပတ်စံအကြတွေပေးတယ်ပတ်စံတွေတခါလေသူတခါလောက်လွယ်ပြီးအကောင်းသားတွေလည်းပေးတယ်အဲ့လိုပေးရပါတော့ဒင်းလေးကိုအရန်ကြိုက်တာပါပြီးတော့အဝတ်စားတွေအများကြီးပဲလက်ဖေးဆိုင်ကပိုင်ရှင်မမြင်ပါစေဒါသူပေးတဲ့အိမ်လေးပေါ့နော်ခဏဟိုတမသူများပေးလို့ဟုတ်ပါတယ်ရှင်အမေမိနေတော့မန်းပင်ထောက်ပြီးဖြေးမရတဲ့တော့မို့အိမ်လေးလှလိုက်တာဆိုတော့ဒီမဲ့ဒီနေ့ဒီစကန်တော့ကွက်တီလေးဒါတနေ့ကုန်ချိုက်လို့ချွတ်ကိုမချွတ်တာအဲ့ဒီမှာပေးတယ်အိမ်လေးခုချိန်လေးဝတ်တယ်ဆိုတဲ့အကြောင်းလည်းပြောတာပါရှင်ကျမအရင်တော့ကသူများပေးတာလေအကုန်ဝတ်တယ်ရှော်ပြီးဝတ်တယ်အသစ်တယ်ဆိုမရှော်နဲ့ဆိုလည်းဝတ်တယ်ခုချိန်ဒီသူများပေးတာလေဝတ်တယ်ဆိုမဲ့သူများပေးတာအသစ်မဟုတ်လည်းဝတ်တယ်နော်အသစ်တယ်မဟုတ်တာလေသိတာလေအများကြီးပေးတာလေအကုန်ဝတ်တာရင်တော့ကဘေဘဲဝယ်ဝင်နိုင်တာလေသူတို့ပေးအကောင်းနေအဲ့ဒါကြောင့်မို့ခုလည်းဝတ်